Clear အားလုံးပဲမင်္ဂလာပါဆင်မဒီပညာတနာဗီဒီယိုလေးနဲ့ပြန်လဲကြိုဆိုပါရစေဒီနေ့မှာ solution တော့ဆင်မတို့ my family ဆိုတဲ့ခေါင်းစဉ်လေးနဲ့စာပိုက်ကလေးကိုဆင်မတို့ဆရာကြီးရဲ့ condense of conversation formula လေးနဲ့ဆင်မဒါလေးကိုအသေးစိတ်လေးဖတ်ပြမှာဖြစ်ပါတယ်เนาะကဲဒါဆိုရင်ကလေးလေးအစင်းလေးဖြစ်ပြီဆိုလို့ရှိရင်ဆင်မကိုပထမတစ်ချောင်းဖတ်ပြီเนาะပထမတစ်ချောင်းဖတ်ကြည့်ပါအောင်အဲ့ခေါင်းစဉ်လေးကတော့ my family ကလေးများသိပြီသားကျွန်တော်အိမ်မိသားစုတစ်ချောင်းလောက်ဖတ်ကြည့်မယ် there are 5 people in my family အဲ့တော့စာကြောင်းတစ်ချောင်းဖတ်ပြီးတော့လို့ရှိရင်ဘယ်သူအရင်ရှာမလဲ verb ကိုအရင်ရှာမယ်အဲ့တော့ there are မှာ are ကလေးဘာကိုရှာကြည့်ရအောင် verb ကဘာဖြစ်မလဲ are subject ကဘာဖြစ်မလဲဆိုတော့ there are ဆိုတော့ရက်ထားလို့ရလားမရဘူးအဲ့တော့မပြည့်စုံရင်ဘာလုပ်ပေးရမလဲဆိုတော့ဖြည့်ပေးရမယ်မြန်မာလိုအဖြည့်ဖို့ English လို complement ကလေးတွေမှတ်မိအောင်ပဲเนาะ complement ဒါဆိုရင်အဲ့တော့ 5 people ကဘယ်နေရောက်နေလဲ complement နေရာရောက်နေတယ် subject verb complement ဆိုတော့ sentence နံပါတ်ဘယ်လောက်လဲ2နဲ့ရေးထားတယ် there are 5 people လူဦးရေ9ယောက်ရှိပါသည်မြန်မာလဲဆိုရင် in my family ဆိုတော့ကျွန်တော်အိမ်မိသားစုမှာဆိုတော့မြန်မာလိုနေရာ English လို place စကားလုံးလေးတွေစုနေတော့ phrase အဲ့တော့အချိန်နေရာအမူအရာပြန်ပါတယ်လေ adverb ဒါဆိုရင် adverb phrase or place နော်ကြဒါလေးကိုကောက်ကြည့်ပါအောင် adverb phrase or place နေရာကိုပြတာပေါ့အဲ့တော့ဘာသာပြန်မယ်ဆိုရင်ကျွန်တော်အိမ်မိသားစုတွင်လူဦးရေ9ယောက်ရှိပါသည်ရပြီနော်ကဲဒါဆိုရင်နောက်တစ်ကြောင်းဖတ်ကြည့်ပါဦး I am an only child အဲ့တော့ဆက်နှစ်ကြောင်းဖတ်ပြီးတော့လို့ရှိရင်ဘယ်သူအရင်ရှာမလဲ verb ကိုအရင်ရှာမယ် I am မှာ am ကလေးတွေဘတ်ရှာကြည့်အောင် am အဲ့တော့ဘတ်ရှင်းမှာ subject ရှိတော့ subject ကဘာဖြစ်မလဲ I ပေါ့စူးစမ်းပြီးလိုက်ပြောမယ်နော် subject က I အဲ့တော့ I am ကျွန်တော်ဒီဖြစ်သည်ဆိုတော့ဘာဖြစ်တာလဲအဓိပ္ပာယ်ပြည့်စုံလားမပြည့်စုံဘူးအဲ့တော့မပြည့်စုံရင်ဘာလုပ်ပေးဖြည့်ပေးမြန်မာလိုအဖြစ်ပေါ် English လို complement ဒါဆိုရင် an only child ကဘယ်နေအောင်နေလဲcomplement subject verb complement sentence number 2เนาะ and only child အဓိပ္ပာယ်ကတူရတော်ကလေးကိုပြောတာအဲ့တော့ကျွန်ုပ်ဒီတူရတော်ကလေးတယောက်ဖြစ်ပါသည်ဟုတ်ပြီเนาะကဲနောက်တစ်ကြောင်းလေးဖတ်ကြည့်အောင် I don't have any brothers or sisters စနေကြောင်းဖတ်ပြီးရင်ဘယ်လိုရင်ရှာမလဲ verb ကိုရင်ရှာမယ် I don't have မှာ have မိဘကိုရှာကြည့်အောင်ဘာက have အဲ့တော့ subject ကဘာဖြစ်မလဲ I အဲ့တော့ I don't have မရှိဘူးဆိုတော့ဘာမရှိတာလဲမရှိချင်းခါတဲ့လို့တာပေါ့ခါရတယ်ဆိုတော့မြန်မာလိုကံမို့ English လို object ဆိုတော့ any brother or sister က object နေရောက်နေတယ်เนาะ subject က object sentence number ဘယ်လောက်လဲ3အဲ့တော့ကျွန်တော်တို့ညီကိုမောင်နှမတူတယောက်မှမရှိပါဘူးတဲ့ဟုတ်ပြီနော်နောက်ကြောင်းလေးဖတ်ကြည့်မယ် My dad is 44 years old စနေကြောင်းဖတ်ပြီးရင်ဘယ်သူရင်ရှာမလဲ verb ကိုရင်ရှာမယ်ကဲကလေးတွေစူးစမ်းပြီး verb ရှာကြည့်အောင်My dad is ဆိုတော့ verb ကဘာဖြစ်မလဲ is အဲ့တော့ verb ရှင်းမှာ subject ရှိတော့ subject က my dad အဲ့ကျွန်တော်ရဲ့ဖေဒီဖြစ်နေဆိုတော့ဘာဖြစ်တာလဲအဓိပ္ပာယ်ပြည့်စုံလားမပြည့်စုံထုံးစံနိုင်မယ်မပြည့်စုံရင်ဘာလုပ်ပေးဖြည့်ပေးမြန်မာလိုအဖြစ်ပေါ် English လို complement ဒါဆိုရင်44 years old က complement subject of complement sentence number 2အဲ့ကျွန်တော်ရဲ့အဖေဒီအသက်44နှစ်ဖြစ်ပါသည်နော်နောက်ကြောင်းလေးဖတ်ကြည့်မယ် he is a doctor အဲ့တော့စနေတစ်ကြောင်းဖတ်ပြီးရင်ဘာကိုရှာမယ်ကလေးများဘာရှာပေးဘာက is ဒါလောက်တော့လေးမြင်ပြီနော်ဒါလောက်ဆိုရင်ဘာရှင်းမှာ subject ဆိုတော့ subject က he is ဆိုတော့ရက်ထားလို့ရလားမရဘူးမပြည့်စုံတော့ a doctor ကဘယ်နေအောင်နေလဲ complement subject of complement sentence number 2အဲ့တော့သူဒီဆရာဝန်တယောက်ဖြစ်ပါသည်အဲ့တော့ he ကအရှိက my dad ကိုပြောတာပေါ့အဲ့တော့ကျွန်တော်ရဲ့ဖေဒီဆရာဝန်တယောက်ဖြစ်ပါသည်နော်နောက်တစ်ကြောင်းဖတ်မယ် my mom is 40 years old အဲ့တော့ကလေးတွေဘာရှာပေးis မနဲ့ဘာရှင်းမှာ subject ဆိုတော့ subject ကဘာလို့လဲ my mom အဲ့တော့ကျွန်တော်ရဲ့အမေဒီဖြစ်သည်ဆိုကလေးတွေပြည့်စုံလားမပြည့်စုံဘူးဆိုတော့ဒီလောက်ဆိုကလေးတွေသိပြီးသားဘာဖြစ်မလဲနောက်က40 years old က complement subject of complement sentence number 2ကျွန်တော်ရဲ့အမေဒီအသက်40ဖြစ်ပါသည် very easy ရမ်းလွယ်တယ်ဒါကြောင့်ဖတ်ကြည့်မယ် she is a writer အဲ့တော့ကလေးတွေဘာရှာပေးis subject က she is ရက်ထားလို့ရလားမရအောင်မပြည့်စုံရင်ဘာလုပ်ပေးအခုလောက်ဆိုရင်ကလေးတွေကမပြည့်စုံရင်ဘာလုပ်ပေးလို့ဆင်မပြောလိုက်တာနဲ့ကလေးတွေကမြန်မာလိုပြောစရာမလို complement လို့တန်းပြောနိုင်တဲ့အဆင့်ရောက်နေပြီဟုတ်တယ်နော်ကဲဒါဆိုရင် a writer ကဘယ်နေအောင်နေလဲ complement subject of complement sentence number 2သူမဒီစာရေးဆရာမတယောက်ဖြစ်ပါသည်ရပြီနော်စမစနလေးနဲ့ရေးထားတဲ့စာကြောင်းလေးကဲနောက်တစ်ကြောင်းဖတ်ပါအောင် my grandparents are staying with us အဲ့တော့ဆင်မတို့ verb ကိုရှာမယ် my grandparents are staying ဆိုတော့ဒီစာကြောင်းမှာဆိုရင်အားလည်း verb ပဲ staying ကလည်း verb ပဲအဲ့ဒါဆိုကလေးတွေကဘယ်ဟာ main verb မှမသိဘူးဆိုပြီးတော့စဉ်းစားခက်နေလိမ့်မယ်အဲ့တော့စတတ်တဲ့ level ကြာလို့ရှိရင်ကလေးတွေဘယ်ဟာ main verb ဆိုတော့ auto သိတဲ့အဆင့်ကိုရောက်မယ်ဒါပေမဲ့အခုစတတ်ဖို့အတွက်လေ့ကျင့်နေတဲ့ကာလမှာဆရာမကလေးတွေကိုအိုးမချောက်ရအောင် verb နှစ်ခုတွဲလာပြီဆိုရင်ပို့အဓိပ္ပာယ်ရှိတဲ့ဟာကို main verb လို့ကောက်တဲ့ပုံစံလေးကိုဆရာမဒီကြားထဲမှာအဲ့လိုလေးသင်ပေးထားမယ်ဟုတ်ပြီနော်အဲ့တော့ဒါဆိုရင် my parents are staying honest staying အားလည်း verb staying ကလည်း verb ဆို honest staying မှာအဓိပ္ပာယ်ကဘယ်ဟာပို့ပြီးတော့အဓိပ္ပာယ်ရှိလဲဆိုတော့ staying ကပို့အဓိပ္ပာယ်ရှိတော့ staying က main verb
အဲ့လိုလေးကောက်ပေးထားမယ်ရမယ်နော်အဲ့လိုလေးကောက်ပေးထားမယ်ဘာကြောင့်လဲဆိုတော့ AR ကဒီမှာ stay ကို ing ပေါင်းချင်တော့ကွာ my parents stay လို့တန်းရေးလို့ရလားမရဘူးရေးလို့မရတာဖြစ်တဲ့အတွက် stay ကို ing ပေါင်းချင်တော့ r ဆိုရဲအခုကလေးကလေးထည့်ပေးထားတာအဲ့တော့ကလေးကိုစာဖတ်တာကိုသင်နေတဲ့အချိန်မှာဆင်မဒါတွေကိုသွားရှင်းလိုက်ခေါင်းပို့ရှုပ်သွားမယ်အဓိကဆင်မဒီပညာဌာနရဲ့ရည်ရွယ်ချက်ကစာပိုက်တွေရဲ့အချိတ်အဆက်ကိုနဲ့subject verb sentence ကို analyze လုပ်ပြီးခွဲထားအောင်အဓိကသင်တာဖြစ်တဲ့အတွက်ဒီနေရာမှာဆင်မဘယ်ဘက်ကဘာအဲ့ဘတ်တွေကိုဆင်မရှင်းလေရှုပ်လို့ဖြစ်အောင်မပြောသေးဘူးစာတက်တဲ့ level ကျရင်ကလေးတွေ auto မြင်သွားမယ်ရပြီနော်အဲ့တော့ honest stay မှာမိဘကိုရှာတော့ stay ရင်ဒါပဲမှတ်ထားလိုက်ကွာလွယ်လွယ်လေးပဲကြံမနော်အများကြီးမစင်းစားနဲ့အဲ့တော့ subject ကဘာဖြစ်မလဲဆို my grandparents အဲ့ကျွန်တော်ရေဖိုးဖွားများသည် stay ရင်နေပါသည်ဆိုတော့ object လို့လားမလို့ရ subject ပဲ sentence number 1နေထိုင်ကြပါသည်အဲ့တော့ with us အဲ့တော့ကျွန်တော်တို့နဲ့အတူဆိုတော့manner ကိုပြတာမလားအဲ့တော့မြန်မာလိုမူရ English လို manner စကားလုံးလေးစုနေတော့ phrase အချိန်နေရအမူအရာပြန် adverb phrase of manner ကဲဒါဆိုကလေးမပြောကြည့်ပါ with us ကဘာဖြစ်မလဲဒါတို့ဒီမှာအောက်မှာရေးလိုက်မယ်နော် adverb phrase of manner နော်ကျွန်တော်ဤအဖိုးဖွားများသည်ကျွန်တော်တို့နဲ့အတူနေထိုင်ကြပါသည်ရပြီနော်နောက်ကြောင်းလေးဖတ်ပေးပါ they are very healthy အဲ့တော့ဆက်တဲ့ကြောင်းကိုဗတ်ရှာမယ်မိဘကဘာဖြစ်မလဲ are subject က they အဲ့ဒီ they ကဘယ်လိုပြန်ပြောရလဲဆို my grandparents အဖိုးဖွားတွေကိုပြန်ပြောတာအဲ့တော့သူတို့ဒီဖြစ်ကြပါသည်ဆိုပြည့်စုံလားမပြည့်စုံတော့ဘာလို့လဲဖြည့်ပေးမြန်မာလိုဖြည့်ဖို့ English လို compliment ဒါဆို very healthy က compliment subject of compliment sentence number 2အဲ့တော့သူတို့ဒီအလွန်ကျန်းမာကြပါသည်နော်ကျမကြီးကောင်းကြတယ်ကဲနောက်ကြောင်းလေးဖတ်မယ် I'm very happy ကဲလိုလိုလေးကလေးတွေဘက်ကိုရှာပေး am subject က I am ရက်ထားလို့ရလားမရအောင်မပြည့်စုံတော့ very happy ရဘယ်နေအောင်နေလဲ compliment subject of compliment sentence number 2 I'm very happy ကျွန်ုပ်ဒီအင်မတန်ပျော်ရွှင်ပါသည်အလွန်ပျော်ရွှင်ပါသည်ကျက်တို့ဘာသာပြန်လို့ရတယ်အလွန်တို့အင်မတန်တို့တော့ very I'm very happy ကျွန်ုပ်အလွန်ပျော်ပါသည်အဲကြောင့်ဖတ်ပါအောင် I love my family စီမဘက်ရှာပေး love အဲ့တော့ subject ကဘာဖြစ်မလဲ I love ကျွန်တော်ချစ်သည်ဆိုချစ်ချင်းခံရမှာဆိုတော့ခံရဆိုတော့မြန်မာလိုကံဖို့ English လို object နေရာရောက်နေတယ်ဒါဆို my family ကလေးကဘယ်နေရာလဲ object နေရာနော် subject object ဆိုတော့ sentence number ဘယ်လောက်လဲ3เนาะ subject object sentence number 3အဲ့တော့ကျွန်တော်အိမ်မိသားစုကိုချစ်ပါသည် that's all အဲ့တော့ပြီးသွားပြီဆိုရင်ဆရာမတို့ဒီမှာ that's all THAT that's apostrophe SALL all ဒါလေး is ကိုပြောတာကွာ that is all လို့မပြောတော့အမြန်ဆိုတော့ that's all ပြီးသွားပါပြီရှင်ပြီးသွားပါပြီခင်ဗျာဒါပါပဲရှင်ဒါပါပဲခင်ဗျာ that's all အဲ့ပြီးတော့ that's all လေးလည်းအကျင့်ပါအောင်ပြောပေးကဲဒါဆိုရင်အခုဒီစာပိုက်လေးက my family ဆိုတဲ့ simple sentence နဲ့ရေးထားတဲ့အလွယ်ဆုံးစာပိုက်ကလေးကိုဆရာမကဒီကလေးတွေကိုအသေးစိတ်ကလေးအဲ့တော့ခွဲပြီးတော့ဘာသာလေးလေးပြန်ပြီးတော့ရအောင်ဆရာမသင်ပေးခဲ့ပြီအဲ့တော့ထုံးစံတိုင်းပဲဆရာမမှာနေကြတိုင်းပဲအခုဒီဟာလေးကိုဆရာမတို့ဒီ story လေးဖတ်လိုက်တဲ့ဟာတခါတည်းတက်သွားလားမတက်ဘူးဒါပေမဲ့မတက်ဘူးဆိုတော့ဘာလို့ရလဲ knowledge ဘုသူတော့ရတယ် knowledge အစနဲ့ရထားလို့မရဘူး skill ကျွမ်းကျင်တဲ့အဆင့်ထိရအောင်သွားဖို့လိုတယ်အဲ့တော့ skill ကျွမ်းကျင်မှုရအောင်ဘာနဲ့သွားမလဲဆိုတော့ practice အချိန်ပေါင်းများစွာလေ့ကျင့်ခြင်းနဲ့သွားမယ်အဲ့တော့ဆရာမဒီသင်ပေးထားတဲ့ my family ဆိုတဲ့စာပိုက်ကလေးကိုကလေးတွေကထက်ခါအချိန်ပေါင်းများစွာဆရာမမပါပဲကိုယ်တိုင်ခွဲပြီးတော့စနက်ကိုယ်တိုင်ခွဲပြီးကိုယ်တိုင်ဘာသာပြန်တတ်တဲ့အထီကိုမှတ်နေတဲ့အထီကိုလေ့ကျင့်ပါလို့ဆရာမမှာချင်ပါတယ်တပုတ်ကိုမှတ်နေမှသာလေနောက်ထပ်ပညာဒါနဗီဒီယိုအပုတ်ကိုဆက်ပြီးတော့လေ့လာဖို့အတွက်ဆရာမဒါလေးကိုအားပေးတိုက်တွန်းချင်ပါတယ်ကလေးတွေအားလုံးကျမကြီးလည်း give site ပါစာတွေအများကြီးတက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံကြမယ်နော် bye bye